ကျွန်တော်လုပ်ပြမယ့်ဟာကြကျွန်တော်တို့ဒီတပ်ပုံပေါ့တပ်ပုံတိမ့်ပုံတိမ့်နီးပေါ့ကွာဥမာအဖြစ်ကျွန်တော်ဒီတပ်ပုံကိုလှုပ်လိုက်ပြီဆိုတော့ကျွန်တော်တို့ကတိမ့်ပုံတိမ့်နီးကတော့မျိုးရှိတယ်ဥမာအဖြစ်ကွာတပ်ပုံအဖြစ်ပြောင်းသိမ်းချင်တယ်ဆိုရင်ကျွန်တော်တို့က file အဖြစ်မသိမ်းချင်တပ်ပုံအဖြစ်ပြောင်းသိမ်းရချင်တယ်ကျွန်တော်တို့ကဒီမှာသူကနီးနဲ့သိမ်းလို့ရတယ်ပထမတစ်နေ့ကမူတွေတော့ပြီး CMI ခွေကိုရွေးပြရမှာ okay ပြီးလို့ရှိရင် file နဲ့တော့ပြီးကျွန်တော်တို့ save နဲ့တော့မယ်ကျွန်တော်အခုလုပ်ပြမယ့်ဟာကြတော့ကျွန်တော်တို့ဒီမှာဖြည့်ချမှာတိမ့်ပါကွာနီးနဲ့ပြမှာတပ်ပုံအဖြစ်ပြောင်းသိမ်းတာနီးနဲ့ပြမယ်ဒီ screenshot ထဲမှာတော့တိမ့်ပါပြီးလို့ရှိရင်ပထမနေ့ကဒီမှာ Photoshop လို့ရွေးလိုက်လို့ရှိရင်တော့ file အဖြစ်ပြောင်းသိမ်းမှာကျွန်တော် file အဖြစ်သိမ်းချင်တပ်ပုံအဖြစ်ပြောင်းသိမ်းချင်တော့ကျွန်တော် JPEG ရွေးလိုက်မယ် save လိုက်မယ်ဒီတိုင်းပွင့်လိုက် okay ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တိုင်းတဲ့နေရာတော့ကြည့်အောင်ဒါကပထမနီးဖို့ပေါ့နော်ကျွန်တော်တို့ screenshot ထဲမှာဒီမှာတော့ဒီလိုပွင့်လာမှာဖွင့်လိုက်လို့ရှိရင်ဒီဘေးကမဲမဲကြီးသွားဒီတိုင်းသိမ်းသွားမယ်ဒါသနီးနောက်သနီးကကျွန်တော်တို့ကဒီတက်ပုံသိမ်းမယ်အတူတူပဲဒီမှာမှုထထွားပြီး CMI ကိုရွေးပေးရမယ် file နဲ့တွားပြီးကျွန်တော်တို့ save နဲ့တွားမယ်ဒီမှာနာမည်ပေးဖို့ကွာကျွန်တော်တို့ခဏနေရာပဲတိမ်းတော့မယ်ဒီမှာနာမည်ပေးဒီမှာခဏကျွန်တော်ပထမအဆုံးတိမ်းတာကြတော့ JPEG Photoshop ကြတော့ Photoshop ရွေးလို့ရှိရင်သူက file ဖြစ်ပြောင်း Photoshop file ဖြစ်တိမ်းသွားမှာပထမတစ်ပုံကကျွန်တော်တို့ JPEG နဲ့တိမ်းလိုက်တယ်အခုကကျွန်တော် TIFF နဲ့တိမ်းမယ်ဆေးလိုက်မယ်ဒီလိုပွင့်လာရင်ကျွန်တော်တို့က okay ပေးလိုက်မယ်ဒါတနည်းကျွန်တော်တို့သွားကြည့်ကြည့်အောင်ဒီထဲမှာဒီမှာကျွန်တော် TIFF ရွေးလိုက်တဲ့ဟာကြတော့သူကဒီတိုင်းပွင့်လာမှာဒီတိုင်းပွင့်လာမှာသူပွင့်နေရဒီတိုင်းပွင့်လာမှာတခါတည်း print တန်းထုတ်လို့ရတယ်တခါတည်းဒီတိုင်းပွင့်လာမယ်ဒါကကျွန်တော်တို့ကတနည်းခဏပထမဆုံးတနည်းက JPEG ရွေးတဲ့ဟာကြတော့သူကဒီလိုမဲမဲကြီးပွင့်လာမှာအခုဟာကြတော့ TIFF ရွေးထားတော့သူကဒီလိုဒီလိုတပ်ပုံအဖြစ်တိုင်းပွင့်လာမှာနောက်တနည်းက file အဖြစ်တိုင်းပုံတိုင်းကဘယ်လိုတိုင်းလဲဆိုကျွန်တော်တို့ကဒီမှာ file အဖြစ်တိုင်းမယ်ဆိုရင် RGB ကိုရွေးပြမယ် file နဲ့တွားပြီး save as ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ picture တွားမယ် screenshot နဲ့တွားမယ်ဒီမှာကျွန်တော်တို့က Photoshop ရွေးပြမယ် save လိုက်မယ်အဲဆိုကျွန်တော်တို့ကပြင်သွားကြည့်ကြအောင်ဒီမှာတိုင်းပုံနီးကတိုင်းနီးက3နီးရှိတယ်အခုကျွန်တော်နောက်ဆုံးပြတဲ့နီးကတော့ Photoshop အဖြစ်ဒီမှာသွားဖွင့်လိုက်လို့ရှိရင် photo file ဖြစ်တိုင်းတာပေါ့ကွာဖွင့်လိုက်လို့ရှိရင်တော့ Photoshop အဖြစ်တိုင်းပွင့်လာမယ် TIFF ရွေးထားတဲ့ဟာကြတော့ဒီတိုင်းပွင့်လာမှာဒီလိုအဖြူအောင်နဲ့ပွင့်လာမှာကိုက JPEG နဲ့ရွေးထားတဲ့ဟာကြတော့ဒီလိုမဲမဲကြီးပွင့်လာမှာတိုင်းပုံတိုင်းနီးကတော့3နီးရှိတာပေါ့ကွာနော်ဒါ Photoshop မှာဥမာကိုကတက်ပုံပြင်လိုက်ရမယ်ဒီတက်ပုံက file ဖြစ်တိုင်းမယ်ဆိုရင် Photoshop ရွေးဒီပြင်လိုက်တဲ့ပုံကတက်ပုံအဖြစ်ပြောင်းသိမ်းမယ်ဒါပေမဲ့တခါတည်း print ထုတ်လို့ရအောင်ဆိုရင်ကျွန်တော်တို့ TIFF ရွေးပြရမှာဒါမှမဟုတ်ကိုကတက်ပုံအဖြစ်ပြောင်းတက်ပုံအဖြစ်ပဲသိမ်းမှာ print မထုတ်သေးဘူးဆိုကျွန်တော်တို့က JPEG ရွေးပြရမယ် JPEG ဆိုဒီမှာဒီလိုပွင့်လာမှာဒီမှာ JPG ဆိုတာ JPEG နဲ့ပြောင်းနေထားတာဒါကြတော့ကျွန်တော်တို့က TIFF နဲ့လိမ့်ထားကြတော့ဒီတိုင်းပွင့်လာမှာ3နည်းရှိရပေါ့ကွာ